ဖြစ်သွားတယ်နော်အမိုးလေးနဲ့အကာလေးနဲ့သားသမီးမရှိဘူးလားတဲ့သားသမီးကသူ့တမက်ကတော့အားလုံးပဲမင်္ဂလာပါဆူစနက် channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီ line မှာလည်းနာမည်ကြီးနေတဲ့ကျောင်းဆရာမကြီးပေါ့နော်ပဲခူးမြို့ကကျောင်းဆရာမကြီးကသူ့သားသမီးတွေပြစ်ထားလို့ဒီမိုးရေထဲမှာနေရတယ်ပေါ့ကွာမိုးရေထဲမှာနေရတဲ့ခါမှာဒီပဲခူးမြို့ကပရိဒါအသင်းကနေဘလို့ကူညီဆောင်ရွက်နေလဲဆိုတာပေါ့နော်ကြည့်ရင်နဲ့ဆူစနက်တူတူဘလို့ထင်လဲဆိုတာဒါဟိုကွန်မန့်ရေးပေးပေါ့နော်လေးနဲ့အကာလေးနဲ့ဟမ်ပတ်စံလေးတွေနဲ့အဝတ်စားလေးနဲ့တတရရလေးဖြစ်သွားတယ်ဟမ်ခြံောင်လေးနဲ့မပြောဘူးလားအမေအဲ့လိုလေးဖြစ်သွားတော့ခြံောင်လေးနဲ့ခေါင်းလေးနဲ့ခေါင်းလေးတွေရေးဆိုးနေတယ်ဒါလေးဖက်ပေးလိုက်ပါအောင်ဒါလေးနောက်နည်းနည်းဆုပ်လိုက်ကိုင်းနည်းနည်းပဲအိမ်လေးတွေရှိတာပဲမဟုတ်ဘူးစင်ပြေသွားပြီနော်ဒီလိုလေးကြတော့လေဒီလိုလေးဖြစ်သွားတော့လေအစင်ပြေသွားတာပေါ့အားလုံးပဲမင်္ဂလာပါဒီမှာလေးဘေးအကအမိုးလေးရဲ့အပေါ်အခင်းလေးရဲ့အောက်အခင်းလေးရဲ့မှန်ကျွန်တော်ဝယ်ပေးထားတဲ့ဒီပိုက်ဖြာဘေးရောက်သွားဟုတ်ပါကျွန်တော်ဝယ်ပေးထားတဲ့ပိုက်ဖြာဟိုအောက်ရောက်လာလက်ထဲမှာလည်းပတ်စံနေနဲ့1000တန်နေဘယ်သူပေးသွားလဲမနေ့ကမဟုတ်ပေးလားမနေ့ကမဟုတ်ပေးတာဘယ်သူပေးတာလဲမနေ့ကမဟုတ်อ่ะအပိုင်းနဲ့တငယ်ချင်းလာသွားတာအမလေးအမေကိုချစ်လို့လာပေးသွားတာဗောဒီလိုနေရတာစိတ်ချမ်းမသာဘူးလားအမေရဲ့ဟိုနေရာနဲ့ဒီနေရာနဲ့ဆိုလို့ရှိရင်ဘာဆိုင်လဲအဲ့ဆိုလို့ရှိရင်နောက်နေ့ကျတော့ရှိရင်အဝတ်စားလေးတွေကိုတက်ရတက်လေးနဲ့လာပြီးတော့ဘုံလေးနဲ့လာထားလို့ရတယ်စောက်လေးစုံနေလို့လားဆူရှင်းနေတယ်တဲ့ဒီလိုပုံစံမျိုးလေးဆိုတော့နည်းနည်းလေးအဆင်ပြေသွားတာပေါ့နော်အောက်ကအခင်းလေးနဲ့တနာပါတယ်ပတ်စံနေနော်ပတ်စံနေသူများယူမယ်နော်အဲ့ဒါလည်းသူမဝတ်တော့ဘူးတခါဝတ်ပြီးလွှင့်ပြတာဟုတ်တယ်ဟုတ်တာထားလိုက်မလိုက်မပြီးတော့အောက်ဟိုတာဖြာပေါ်တင်ပြီးထားလိုက်ပိုက်ဖြာအစ်စ်နဲ့အမှန်ပိုက်ဖြာအစ်စ်တွေပါရင်နဲ့ကိုတော်အဲ့လိုပိုက်ဖြာအစ်စ်မရှိဘူးပိုက်ဖြာအစ်စ်တွေပါရင်နဲ့ဟိုဒါဟိုကလေးအဲ့ဒါလေးကလေနည်းနည်းလေးတိုက်တယ်တဲ့လားလေးတိုက်တော့နောက်နေ့ကျတော့ရှိလို့ရှိရင်နည်းနည်းလေးပြန်လုပ်ပေးလိုက်ချီပေးလိုက်ပါဦးရောက်ကိုမျိုးကိုရောက်ဒီမှာကျိုးရှိတယ်ကျိုးလေးနဲ့ချီပေးလိုက်အပြားချီလိုက်လေဝလုံးထဲမှာချီလိုက်ကဲဒီအဖွားတော့ကနည်းနည်းလေးဒီလိုပုံစံမျိုးလေးစိတ်အေးသွားပြီဆိုတော့လေဟိုမနှက်ဖြန်ကလည်းအကြောင်းတွေဖွင့်ပြီးနှက်ဖန်ကလည်းအကြောင်းတွေဖွင့်ပြီးဆိုတော့အစင်မပြေတဲ့မဝယ်နိုင်တဲ့ဆိုတာခလေးတငယ်လေးတွေအတွက်ကိုဗလာစောက်ခဲတံပီတံကောမာဘူးနော်အဲ့ဒါလေးတွေကျွန်တော်ចောင်းသားတယောက်တိုင်းကိုကျွန်တော်တစ်ဆက်စီလေးလှူဖို့ကျွန်တော်စိတ်ကူးလေးရှိတယ်နော်စဉ်းစားထားတယ်အကူညီတောင်းထားတဲ့ဟိုဒါចောင်းသားမိဘကြီးလည်းရှိတယ်နော်အဲ့ဒီကိစ္စလေးတွေကိုကျွန်တော်လိုက်ပါပြီးတော့ပြန်ပြီးတော့ကူညီပေးရအောင်မယ်တဖြည်းဖြည်းစီးရုံတော့အောင်မြင်လာပြီတဲ့စီးရုံတက်ဖို့ထက်စီးရုံပေးပါဦးနဲ့အော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘာဝယ်ခိုင်းတာလဲတော်ပါတော့တော်တာဒီရွှေတာလောင်းသေးတယ်မှာတောက်ရဖွဲ့လေးတောက်ဝယ်ပြီလေသားဝင်းဒီချင်းသူများမှာပါမို့ရောက်လိုက်ခြင်းမို့ဒီကမှသွားနောက်ထဲမှာပတ်စံအိတ်ပါတယ်တောက်ရီခွက်နဲ့မှာသမင်းရောစားပြီးပြီလားသမင်း9ဟင်းနဲ့သမင်း9ဟင်းနဲ့တောက်ရီခွက်လေးနဲ့သွားဒီမှာငါ့ချီမှာတောက်ခွေးသွားတောက်ရီခွက်တန်းလေးနှုတ်သားကော်ခွက်လေးအဝါရောင်လားအော်အေး900ကဘာလေးနဲ့စားပါလဲဟဲ့နိုင်တူးဆေးပေါင်းရည်လေးနဲ့အမလီပတ်စံလေးချီးပါဦးအမေတော်1000နဲ့နေကြိုင်နိုင်တယ်ကျွန်တော်တော့မကြိုင်နိုင်ဘူးနိုင်တူးဆေးပေါင်းရည်နဲ့နော်မိကပြာနဲ့ခဏနေခဲ့မယ်နော်တောက်ရီကောက်ကအဝါရောင်နဲ့နော်သမင်းက9ဟင်းနဲ့
ကိုကနိုင်တူးစေးပေါင်းရင်နဲ့အဲ့ဒါပတ်စံဘယ်လောက်တက်နေလဲ အဲ့ဒါ1000နဲ့ဟိုဘက်က1000နဲ့ဟဲ့အမေတောင်ပတ်စံ1000နဲ့1000နဲ့ကြိုင်နိုင်တယ်ကျွန်တော်ပေးပါဦးလားမဟုတ်လေးမပေးချင်ဘူးလားမေဟဲ့ပေးချင်ပေးလေအမလေးကို့အမေရလဲကို့မဟုတ်ပေးဘယ်လောက်ပေးမှလဲ Đâu mà nữa. ဟာနောက်မှမဟုတ်ဘူးလေအခုလိုချင်တာလေတားလည်းသမီးမစားသေးဘူးလေမေ Cái đến nào là cái nhâm bụng biểu. တငယ်ချင်းလာပါတငယ်ချင်းကဘာတူလဲ Phải đi à đấy. အပိုင်းနေရဘယ်အပိုင်းနေရလဲ Cứ đâu phải đi. ဩသမီးတို့အပိုင်းနေရဩပတ်စံလေးတွေရေးဆိုနေတယ်ဟိုကလေလက်ကောက်တွေလက်စွပ်တွေနဲ့အဲ့ဒါတွေကဘာလဲအတုတွေလားအစ်စ်တွေလား Cái túi gì không? ဩအတုတွေလား Túi ra thì cái là mai là đâu đi mà. ဩဒီမှာပတ်စံတရွက်ကျန်နေသေးတယ်အောက်မှာလေအောက်မှာအောက်မှာအောက်မှာတောက်မဘူးပေးမယ်ဆိုအဲ့ဒါဘယ်လောက်တန်လဲ Không. 1000နဲ့တောက်မဘူးပေးမယ်ဆိုပေးလीမနေ့ပြန်ကြရင်ညနေကြလို့ရှိရင်လေဒီနေ့လေးကတနင်္ဂနွေလေးနေ့ကောင်းတယ်ဟိုသပင်ခေါင်းလေးကျွန်တော်လာတောင်းနေကြရင်လာလျှော်ပေးမယ်ကျွန်တော်ခလေးတွေအတွက်စောက်လေးတွေတောက်ဝက်ပြီးတော့လှူမှာပို့လို့ဟမ် Sao nát nát tí luôn. အော်နှာစည်းလို့ဩဟုတ်ပြီဟုတ်ပြီအခုကလေတောက်ရီကွက်ကအဝါရောင်ကုန်းကနန်ဒီလူစေးပေါင်းရင်နဲ့သမင်းကငါးဟင်းလေးနဲ့တောက်ဝက်နေတယ်နော်မေနော်အမေတောက်ဝတ်သိရလား Ủa, cái gì? ဘယ်လိုသိတာလဲ Ủa, cái gì là rồi. ခုတနေ့ကလာပါတယ်တာနေ့တိုင်းလာတယ်လေမနေ့ကတနေ့ပဲကျွန်တော်တွေးလို့အပ်နေတယ်တွေးလို့ရှင်လူနာအတွက်ကိုတွေးဖောက်ပေးနေလို့မနေ့ကမလာသွားတာနော်မေနော်ဒီလိုလေးဆိုတော့အမေစိတ်မချမ်းသာဘူးလားအမေရဲ့ညာကျွန်တော်အောက်ကခုံလေးနဲ့ကျွန်တော်ဝယ်ပေးတဲ့ဖျာလေးနဲ့မကြပြည်သူလူထုမကြဟာခြံအောင်လေးနဲ့အမှန်ခြံအောင်တော့မှဂရုသမီးအယောင်လေးနဲ့ခြံအောင်လေးကချစ်စရာလေးဟုတ်ကဲ့ကျွန်တော် CB ကနေပြီးတော့လမ်းလေးဟိုင်းမိထားပါနော်ကျွန်တော်မှပြီးလို့ရှိရင်ပြန်ပြောပေးမယ်နော်မျက်နှာပို့ရောက်နေတယ်နော်တဲ့ဒါနည်းနည်းလေးအယောင်ကျသွားတာလွန်ခဲ့တဲ့1ရက်2ရက်လောက်ကကျွန်တော်ရဲ့ post ရဲ့ like တွေကိုတွေ့မှာပါဒါလေးကနည်းနည်းလေးပြန်ကျသွားတာဟုတ်ကရေရလည်းမဆိုတော့ဘူးလေဒီမှာခုံတန်းရလေးနဲ့တည်တည်တက်တက်ခက်ခက်ရက်ရက်လေးဆိုတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတယ်လေဒီလိုပုံစံမျိုးလေးဆိုတော့လေစိတ်ချမ်းသာရတာပေါ့ဟိုနေရာမှာနဲ့စားလို့ရှိလို့ရှိရင်တော့အဲ့ဒါဟုတ်တယ်မလားမိုးလေးရှိထဲမှာကျွတ်တို့ညော်တို့တီကောင်တို့နဲ့တက်ပြီးတော့နော်ဒီလိုနေရာလေးမှာကြတော့လေဒီမှာမကြီးပင်လေးရဲ့အောက်မှာစေနာရှင်အမတယောက်ကနေပြီးတော့အမိုးလေးလာလုံးမူးပေးသွားတယ်ကျွန်တော်အောက်ကနေပြီးတော့အင်းလေးနဲ့ပေါ့နော်ဒီမှာထီးလေးဆိုလေဒါထီးရဒါအသက်နဲ့အမအတို့မီကောင်းစားနေတာအမေမဟုတ်ဘူးလေးမပေးအောင်လေကျွန်တော်လမ်းသွားလမ်းလာမိုးရီထဲမှာစောင်းလို့ရအောင်ကျွန်တော်အဲ့ဒီထီးလေးပြန်လှူလိုက်ပါလားပေးလိုက်ပါလားပေးမလားမပေးဘူးဟဲချစ်တာပေါ့ကိုသားလေးကိုအဲ့လောက်ချစ်တာပေါ့အမေသမီးနဲ့ဖုန်းပြောမလားအမေသမကိုကရင်နဲ့ဖုန်းပြောမလားအမေသမခေါ်ပေးရမလားအမေသမီးကိုလည်းခေါ်ပေးရမလားဗီဒီယိုကောလေးလေအမေသမီးလေးနဲ့ဗီဒီယိုကောလေးပြောမလားဘာဖြစ်လို့လဲမချစ်ဘူးလားသမီးလေးကိုအမေပြန်လှဲမယ်လေပြန်အိတ်မယ်လေဟိုပြန်လှဲမယ်ပြန်အိတ်မယ်လေသမင်းလေးလာမှပဲပြန်ပြီ ရေခဲကြီးမတောက်နဲ့အမေရဲ့ကြောက်ကက်သမားဆိုတော့လေကြောက်ကက်သမားရေခဲကြီးနဲ့မတည့်ဘူးအမေရဲ့နော်ကြောက်ကက်သမားရေခဲကြီးနဲ့မတည့် Mới sao mà. အော်သမင်းဆိုင်မှာပဲဟိုဒါရေခွက်လေးနဲ့ရေတောက်တော့မယ်နော်မေနော်အမေကလိမ့်ပါတယ်ခါတိုင်းနေတဲ့စားလို့ရှိရင်အများကြီးတိုးတက်လာတာဒါအကြောင်းလေးနည်းနည်းကြာသွားတာအောက်မှာရေထဲမိုးထဲမှာမဟုတ်တော့ဘူးလေကျွန်တော်စီစဉ်ပေးထားတဲ့ဒီခုံလေးနဲ့ဆိုတော့ဒီလိုပုံစံမျိုးလေးဖြစ်သွားတာပေါ့ဒီထဲမှာကပလိုက်တာတွေလုံးနိုင်ပါသေးကို